တပြနှစ်ယောက်ဟာလေရင်ပေါ်ကနေအမေရိကန်ဒေါ်လာတန်100ကိုတပြတိုက်ခဲ့ကြပါတယ်ပြီးတော့ဒေါ်လာထုတ်တွေကိုချီနှောင်ထားတဲ့ကြိုးတွေကိုအမြန်ဖြတ်ချလိုက်ပြီးမီတာ1000အမြင့်ရှိတဲ့ကောင်းကင်ယံကနေအပြင်ကိုလွှတ်ချလိုက်ပါတယ်မထွက်ခွာခင်မှာတော့သူတို့ဟာလုံခြုံရေးကင်မရာကိုကြည့်ပြီးလက်ခတ်လက်ထောင်ပြကလှောင်ပြောင်သွားခဲ့ကြပါတယ်အဲ့ဒီနောက်လေရင်အမီးပိုင်းစီအမြန်ပြေးသွားပြီးအောက်ကိုခုန်ချလိုက်ကအရှိန်ဟုန်နဲ့ကျဆင်းနေတဲ့ဒေါ်လာထုတ်တွေစီကိုလေဟုန်စီးပြီးလိုက်ပါသွားကြပါတယ်သူတို့နှစ်ယောက်ဟာတပြိုင်နက်တည်းဓာတ်တွေကိုဆွဲထုတ်လိုက်ပြီးငွေစက်ကူတွေကိုစီးနှောင်ထားတဲ့ကြိုးတွေကိုပိုင်းဖြတ်လိုက်ကြပါတယ်ချက်ချင်းဆိုသလိုပဲအမေရိကန်ဒေါ်လာတန်100ဟာကောင်းကင်ယံတစ်ခွင်လွင့်ပြန်သွားပြီးမြေပြင်ပေါ်ကိုမရေမတွက်နိုင်အောင်တစ်ဖြက်ဖြက်ကျွေကျလာပါတော့တယ်ဓာပြတွေကတော့အောက်ဘက်ကိုဆက်လက်ငုပ်ရှိုးဆင်းသွားပြီးအနက်မီတာ8000ရှိတဲ့အမဲရောင်တွင်းနက်ကြီးတစ်ခုတည်းကိုတက်တက်မတ်မတ်ထိုးဆင်းသွားခဲ့ကြပါတယ်သူတို့ဟာအဲ့ဒီတွင်းနက်ကြီးတဲ့ရောက်မှလေထီးကိုဖွင့်လိုက်ပြီးအခင်းဖြစ်ပွားရာနေရာကနေအောင်မြင်စွာထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်တစ်ချိန်တည်းမှာပဲငွေစက်ကူတွေကျွေကျနေတဲ့နေရာရဲ့ကွက်တီအောက်တက်တဲ့မှာတော့အဲ့ဒီဒေတာရဲ့အစင်းရဲဆုံးစင်းရဲသားရက်ကွက်ရှိနေပါတယ်စင်းရဲသားပြည်သူတွေအားလုံးဟာဒီလောက်များပြားတဲ့ငွေတွေကိုမြင်လိုက်ရတဲ့အခါအယံဝမ်းသာသွားကြပြီးရတလောက်လူကောက်ကြပါတော့တယ်ဒါပေမဲ့ဒီဓာပြမှုဟာ FBI စုံစမ်းစစ်ဆေးရေးမှုတွေကိုအကြီးအကျယ်ကောင်းစားသွားစေခဲ့ပါတယ်သူတို့အနေနဲ့ဓာပြတွေရဲ့ဒီလောက်စမ်းပြပြီးအကွက်ဆေးတဲ့စီမံကိန်းကြီးကတကယ်တော့စင်းရဲသားတွေကိုကူညီဖို့တတ်ပဲဆိုတာကိုလုံးဝနားမလည်နိုင်အောင်ဖြစ်နေရပါတယ်နောက်ထပ်ဓာပြမှုတစ်ခုမှာတော့ဒီဓာပြတွေဟာအဆောက်အုံတွေကိုပြိုင်ပွဲသုံးမော်တော်ဆိုင်ကယ်တစ်စီးယူဆောင်လာခဲ့ကြပါတယ်သူတို့ဟာ208ထက်မြောက်မှရှိတဲ့အမိုးပေါ်အထိဆိုင်ကယ်နဲ့မောင်းတက်သွားပြီးဒေါ်လာတန်ပေါင်းများစွာတန်ဖိုးရှိတဲ့အဖိုးတန်စိန်တွေကိုခိုးယူခဲ့ကြပါတယ်အဲ့ဒီနောက်သူတို့ဟာစိန်တွေကိုယူဆောင်ပြီးအပေါ်ဆုံးထပ်သတင်းပေါက်ကနေအောက်ကိုခုန်ချလိုက်ကြပါတယ်လေထဲမှာလေထီးကိုဖွင့်လိုက်ပြီးခိုးယူလာတဲ့အဖိုးတန်စိန်အမြောက်များကိုစင်းရဲသားတွေစီဝေငှပေးခဲ့ကြပြန်ပါတယ်ရဲတပ်ဖွဲ့အနေနဲ့ဘာလို့ရမှန်းမသိပဲလမ်းစားပြောက်နေတဲ့အချိန်မှာပဲအသစ်ခန့်အပ်လိုက်တဲ့အလုတ်တင်ရဲအရာရှိလေးဟာရုတ်တရက်ဆိုသလိုကြီးမားတဲ့ရှာဖွေတွေ့ရှိမှုတစ်ခုကိုပြုလုပ်နိုင်ခဲ့ပါတယ်သူဟာဓာပြတွေအခုလိုဓာပြတိုက်နေရတဲ့တကယ်နောက်ွယ်ကရည်ရွယ်ချက်အစစ်မှန်ကိုစုံစမ်းသိရှိသွားခဲ့ပါပြီအဲ့ဒီရည်ရွယ်ချက်ကတော့